ညံဘယ်လောက်ကြီးလဲဆိုတာကျွန်တော်လည်းကြည့်ရမှာအဲ့တော့ကြည့်ပါဦးကျွန်တော်ကသိချက်ပြတာတို့တို့ညံနေညံတဲ့ဒီဘယ်နေမှာများလဲကိုနေတော့မဲရဝတ်တာပဲညံညံနဲ့ညံပြညံပါကိုနေတော့ခက်တာလေပြောလို့ရှိရင်လည်းဟာတာကိုပြောရမယ်ဘောတော့သူမျိုးကိုရဟာတာပြောပါတယ်ပြောပါတယ်ဘုရင်လည်းကြာတီးတဲ့နဲ့ပြောမရတယ်ပါထရိုက်တာဥက္ကဋ္ဌညကြီးရှင်ဆိုရဲဒါအဲ့လိုမျိုးအပေါ်မှာဘယ်လိုမျိုးလေးရောမြင်မိလဲဒါဟုတ်ကဲ့ရက်ကူတယ်ဗောလေညံတာကြီးတာရက်ကဟုတ်ပါဘူးသူကဒီညံဟိုပါဗောဒီကားလေးကတော့ညံကြီးရှင်ဆိုတဲ့ဟာလေးနဲ့ကိုလိုက်မယ်နဲ့တူတယ်။အဲဆိုဒီကားလေးရဲ့ဇက်ကို twist လုပ်ထားတာလေးနဲ့ဇက်ကောင်လေးကိုကင်တွယ်ထားတာလေးကတော်တော်လေးလဲဟိုဘယ်လိုပုံလဲ pro ကြတယ်လို့ပြောရမှာပေါ့။ပန်းလေးလည်းတော့ရောင်းမမြင်ပြောလိုက်။အေးဟုတ်တယ်ပန်းလေးကနည်းနည်းနွမ်းတော့နွမ်းနေတယ်။ဘယ်မှဝယ်ပါ့မလဲ။ကိုသိန်းဆောင်အနေနဲ့ဗာဖြစ်နေတယ်ဒီအောင်စီအောင်မရုပ်ရှင်လာကြည့်ရတာပါဒီတိုင်းညံကြီးချေပေါ့ညံကြီးချေညံဘယ်လောက်ကြီးလဲဆိုတာကျွန်တော်လည်းကြည့်ရမှာအဲ့တော့ကြည့်ပါဦးကျွန်တော်ကသိချက်ပြတာတို့တို့ညံနေညံတဲ့ဒီဘယ်နေမှာများလဲကိုနေတော့မဲရဝတ်တာပဲညံနဲ့ညံပြညံပါကိုနေတော့ခက်တာလေပြောလို့ရှိရင်လည်းဟာတာကိုပြောရမယ်ဘောတော့သူမျိုးကိုရဟာတာပြောပါတယ်ပြောပါတယ်ဘုရင်လည်းကြာတီးတဲ့နဲ့ပြောမရတယ်ပါဒီကားမှာတော့ဟောပေါ့သူကတိတ်အများကြီးပေါ့လို့တွေ့တူခက်လက်တွေရှိခဲ့တာမျိုးရှိပါတယ်ရှင်းမှာလည်းကျွန်တော်ကားတွေအများကြီးဟုတ်ကဲ့ကားလေးလည်းအကုန်လုံးအဆင်ပြေတယ်ဒီကကြတော့ဒီကားလေးက romance နဲ့ romance ကိုပို့လို့ရတာဒါပေမဲ့ဒရာမာအချို့အကွေလေးတွေပါတယ်ဆိုတော့အကုန်လုံးအဆင်ပြေပါတယ်ဝယ်ကူးတဲ့အချိန်မှာလည်းတကယ်ကိုဂျင်းထဲကိုရောက်ပြီးတော့တကယ်ဟိုပါပေါ့နော်အိမ်ဆောင်နေဆိုတာတက်ကိုဟိုပါပေါ့ကျွန်တော်တို့ကနှလုံးသားနဲ့ထိစစ်ပုံပေါ်ထားတယ်ပေါ့ဆက်ဆက်ရနော်ဟုတ်ကားမှာဆိုရင်ညီလေးဆိုရင်ကိုငှက်ကြီးရဲ့တခြင်းကိုပြန်ဆိုတာတာဝန်ကြီးရလေမင်းကြီးတခြင်းကို version 3မျိုးပေါ့ကျွန်တော်တို့ပြန်လုပ်ထားပါတယ်တေချာလေးလုပ်ထားပါတယ် August version လေးရောတခြင်းဆိုလေညီလေးကိုယ်တိုင်ပဲသူစိတ်ကြိုက်သူအကောင်းဆုံးဝိုင်းပြီးစူးစမ်းပေးထားတယ်အချင်းနဲ့ပတ်သက်လို့ကျတော့ဟိုညီလေးတို့ကဟိုပို့ပြီးတော့စိတ်ဝင်စားမှုအားလည်းကြီးတဲ့ခါကြတော့လေအဆင်ပြေတယ်ပေါ့ဒီကဒါ director ရဲ့တောင်းဆိုမှုတွေပါတာပေါ့နော်ဒီကားလေးကတော့ဟို version လေး3မျိုးဖြစ်နေတယ်အခါကျတော့ကိုယ်တိုင်ဖန်တီးပြီးတော့တတ်မယ်အကောင်းဆုံးပြအောင်စူးစမ်းကြမယ်ဆိုတော့စိတ်ကူးနဲ့လုပ်ခဲ့ချစ်ဆိုဒီမှာအော်မှုများနဲ့စမ်းကြဲတော့ရာအချစ်ဆိုဒီမှာလူသားတိုင်းရဲ့နှလုံးသားထက်ရှင်သခင်ဒါမှမဟုတ်ဆုံးမဟုတ်ဘူးကျွန်တော်တို့နှစ်ကားရှိမှာတရေကရှိမှာတရေကရှိပြီးသွားပြီဟိုတခြားကားတွေလည်းကိုကင်လည်းဝင်ကူပြီးတော့ဟို directing လုပ်ပေးနေရတယ်တော့များပါပြီဒါပေမဲ့ official တော့မဟုတ်ဘူးပေါ့လေဒါကတော့ကျွန်တော်တို့ground ထဲမှာတော့အမြဲတမ်းလို့ကိုကင်လည်းလုံးနေတာကအမြဲတမ်းထိတွေ့နေကြတာပဲထရိုက်တာဥက္ကဋ္ဌညကြီးရှင်ဆိုရဲဒါအဲ့လိုမျိုးအပေါ်မှာဘယ်လိုမျိုးလေးရောမြင်မိလဲဒါဟုတ်ကဲ့ရက်ကူတယ်ဗောလေညံတာကြီးတာရက်ကတော့ဟုတ်ပါဘူးသူကဒီညံဟိုပါဗောဒီကားလေးကတော့ညံကြီးရှင်ဆိုတဲ့ဟာလေးနဲ့ကိုလိုက်မယ်နဲ့တူတယ်အဲဆိုဒီကားလေးရဲ့ဇက်ကို twist လုပ်ထားတာလေးနဲ့ဇက်ကောင်လေးကိုကင်တွယ်ထားတာလေးကတော်တော်လေးလဲဟိုဘယ်လိုပုံလဲ pro ကြတယ်လို့ပြောရမှာပေါ့ဟုတ်ကဲ့ကိုနေတော့နဲ့ပတ်သက်ပြီးဆိုတော့လည်းမတော်တော်လေးကောင်းတယ်ပေါ့နော်အကုန်လုံးဒီအတိုင်းလည်းပြောကိုနေတော့ဟာလေသူကပြင်ဆင်မှုအားတကယ်ကောင်းတဲ့မင်းသားဆိုလေရုပ်ဆောင်တယောက်ဆိုကျွန်တော်လူချင်းတဲ့ပုံစံလေးကိုယ်နဲ့လူချင်းတဲ့ပုံစံလေးပြောလိုက်တာနဲ့ဒီကားမှာဆိုရင်သူကနယ်လက်ပြီးပကြီးဆွဲတဲ့ဓာတ်ပုံလေးတွေသူတယောက်ရဲ့ character နဲ့ဘောင်းဝင်အောင်ဝစားစင်မှုကစားကုန်ပြင်ဆင်ထားတာပေါ့နော်အဲ့အတွက်ဟိုလုံတာပေါ့နော်နောက်သူ့ idea ဒီကားထဲမှာခက်ကြည့်ရင်သိမှာဒီကားလေးမြုပ်ခွက်လေးများတော့ဆိုရပြောလို့အဓိကသူ့ရဲ့မျက်လုံး idea ပေါ့တအားခက်ပါနောက်ဒီကပြီးရင်နော်ဘောပေါ့နော်ဘောရဲ့ idea လည်းခက်တယ်နော်ဘောကတော့သူကအဲ့လိုမျိုးပေါ့ဟိုစိတ်တန်ရထားတဲ့ကလေးမလေးတယောက်ရဲ့နေရာပြုဆောင်တာဆိုတော့လေညီမလေးရေကိုကြီးတော့ပထမဆုံးကျွန်တော်
စတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့ဒီကကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိမ့်ပိတ်သွားခဲ့တဲ့နေ့ပေါ့ တော့ညီပါခမပြောသလိုကြွားမလား ဟာစေတနာနဲ့ပြောနေတာခင်ဗျားကိုစကားလူလိုပြောနေတာနော်မကန်နဲ့လက်ထပ်ဖို့စဉ်းစားရမှာရှိနေပြီလား တော့မင်္ဂလာဆောင်မှာကြောက်တယ် ဒီကောင်လေးဖြစ်ဖြစ်ဘာလို့ကကြောင်နေကြပြီကွာ ဟုတ်ကဲ့ပါကျွန်တော်ကအလဲရဆိုကျွန်တော်ကပဲအလဲ အဲ့ဒီလည်းတော့ရောင်းမမြင်ပြောလိုက် အေးဟုတ်တယ်ပန်းကြီးကနည်းနွမ်းတာနွမ်းနေတယ်ဘယ်မှဝယ်ပါမလဲအဲ့နေပါတွင်လေခဏအုံပြုတ်ကြတယ်ဟုတ်ကဲ့ကျွန်တော်တို့ကဒါအောင်တီအောင်မောင်းဆိုတာကျွန်တော်တို့ညီကိုတွေပေါ့နော်ဒါလူပညာလောကရောနောက်ပြီးတော့ဒီဖြိုးလေးပေါ့နော်ဒီကတော့ဒီညီကိုမောင်နှမတွေပေါ့လူပညာလောကထဲမှာရှိတဲ့ညီကိုမောင်နှမတွေဒီကတော့ကျွန်တော်တို့စူးစမ်းပြီးတော့အဓိကဒီကားကိုသူ့စစ်ပုံပေါ်ထားတယ်ပေါ့နော်တရုပ်ဆောင်နေဆိုတာတက်ကိုကျွန်တော်တို့အမှန်မှန်တော့ဒီကားကလေကျွန်တော်တို့ဒီခဏခဏပြန်ရရတဲ့စီးအောင်မရှိဘူးတကယ်တမ်းဆိုရင်ဒီကားလေးကစံဝင်စားမှုနဲ့ကျွန်တော်တို့ဒီ chemistry မိတယ်ပေါ့နော်ဒါကြောင့်မလို့လဲကျွန်တော်တို့ရိုက်ကူးတဲ့အချိန်ကလည်းပျော်ရွှင်ခဲ့ရပါတယ်ဇာတ်သိန်းကိုရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့တကယ်ကိုရှင်းနေမှဒီလေးနဲ့ရှင်းချင်းခံစားခဲ့ရပါတယ်ဒီကားလေးဖိတ်ခေါ်ပါခင်ဗျာ